ဒီနေ့မှနှစ်ခုတွေ့တူတွေ့ရောက်တဲ့နေရာပေါ့အင်းဝပြည့်စည်နေရပဲကိုလည်းမသွားနိုင်ကြည့်လိုက်ပြည့်စည်သွားတဲ့အနေအထားတွေအဲ့ဒါပဲလမ်းနေပါကြအဲ့ဒါတွေပြိုဒါတွေကျိုးမြေကြီးနှိမ်ကြလမ်းကွန်ကရစ်တူအကြည့်လိုက်နှစ်ပေလောက်ရှိရကွန်ကရစ်တူထပ်ပိုင်းပြက်လမ်းခင်းထားကွန်ကရစ်တူကကိုနှစ်ပေလောက်ရှိတယ်အဲ့ဒါကိုပြတ်ခတ်သွားဒါကိုတချို့မသိကြသေးဘူးဒီဘက်မှာဒီလောက်ဖြစ်တော့စောစောကားနဲ့စီမန်းလေးသွားဖို့ပဲဆိုရင်အင်းဝါနေဖြတ်လာအင်းဝါမှာဒီလောက်ဖြစ်တော့မသိကြသေးဘူးကံကောင်းလို့အတီးဦးလို့ပြောလိုက်လို့အချိန်တက်တာမဟုတ်ရင်တရားအောက်ကနေပြုတ်ကြအမြင်ကတရားအောက်ကနေလာကြတာအချိန်နဲ့လာကြတာမတိကြတယ်သွားလို့လာလို့မရဘူးဆိုတော့ရရှိသွားတဲ့အနေအထားတွေကတော့အဲ့ဒါပဲလမ်းနေမြင်တဲ့အတိုင်းပဲကြည့်လိုက်တရားတွေအဲ့လိုဖြစ်သွားတရားတွေနေကျိုင်းခွက်တွေဖြစ်အဲ့လိုဘာမှကိုဝမ်းဖြစ်တော့လမ်းနေကိုကြည့်လိုက်တော့ဒီဆုံးမှာပြောကြကုန်လို့ပေါ့ပကြကတော့